အခု tutorial လေးမှာရှေ့ tutorial 1မှာပြောခဲ့တဲ့အမှား9ချက်ထဲကပထမဆုံးတစ်ချက်ကိုအသေးစိတ်လေးဆက်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ခုမှဒီဗီဒီယိုကိုစကြည့်ကြတဲ့သူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကြည့်ပြီးသွားရင် tutorial 1ကဗီဒီယိုကိုလည်းကြည့်ကြဖို့ပြောချင်ပါတယ်ကျွန်တော်လည်းအတူတူကိုယ့်ရဲ့ video skill တွေကိုပိုကောင်းလာဖို့အချိန်လေးပေးပြီးတော့ဆက်လေးလာကြတာပေါ့ကဲကိုဗီဒီယိုကိုလူတွေမကြည့်ချင်ကြတာဘာလို့လဲဆိုတော့ဒီအမှားတစ်ခုကိုလုံးမိနေပရိုတွေရိုက်တဲ့ဗီဒီယိုတွေကြဘာလို့ကြည့်ကောင်းပြီးတော့ကိုဗီဒီယိုကြဘာလို့ကြည့်မကောင်းတာကျွန်တော်ပြောတာကိုယုံကင်မရာနဲ့မဆိုင်ဘူး edit နဲ့လည်းမဆိုင်သေးဘူးအဓိကကပရိုတွေတွေးတယ်လို့မတွေးတတ်ကြသေးလို့ပရိုတွေဘလို့တွေးကြတယ်လဲဆိုတော့ ideology ဘိုင်းကိုပဲကျွန်တော်ရဲ့ tutorial တွေမှာအဓိကထားပြီးတော့ဆွေးနွေးသွားမှာပါideology ကိုအခြေခံတဲ့ tutorial လေးတွေကိုတော်တော်ပြီးသွားတော့မှ technique တွေပဲလှည့်ကြတာပေါ့ okay ဆက်လိုက်ရအောင်ကျွန်တော်ဆိုရင်ကိုရိုက်ထားတဲ့ short တွေလှမလားဆိုတာထက်အရင်ဆုံးဒီ short တွေကဘာ information ကိုပေးမှာလဲပြီးတော့ဘလို့ emotion တွေကိုကိုပရိသတ်တွေစီကိုရောက်စေချင်တာလဲဆိုတာတွေကိုအရင်စဉ်းစားပါတယ်ပြီးတော့မှဘလို့လှအောင်ရိုက်ရမလဲဆိုတာကိုဆက်ပြီးတော့တွေးပါတယ်ဒါကိုပြောဖို့ဟာကြည့်ရှုတဲ့ viewer တွေရဲ့ nature ကိုသဘောပေါက်ဖို့လိုပါတယ်ကျွန်တော်တို့တွေလည်းနေ့စဉ် social media ဘောင်းဆောင်ဟာတခြားသူတွေရဲ့ video အတူတွေရောအရှိတွေရောကိုကြည့်နေကြတယ်ပရိသတ်တွေပါပဲအဲ့ဒီတော့ကျွန်တော်တို့ကိုအရင်ဆုံးပြန်မေးရမယ်ကျွန်တော်တို့ဘလို့ video တွေကိုကြိုက်ကြတာလဲဘလို့ video တွေကိုမကြည့်ကြတာလဲဒီလိုစဉ်းစားပြီးကိုကြည့်ချင်တဲ့ video မျိုးပဲကိုရိုက်ကူးမယ်ဆိုရင်ဒါဆိုရင်လမ်းမှန်ပေါ်ရောက်နေတဲ့ creator တယောက်စဖြစ်ပြီလို့ပြောလို့ရမှာဒီအကြောင်းပြောရင်းနဲ့မှတွေးစရာတစ်ခုကိုပြောပြမယ်အခုနောက်ပိုင်းခင်ဗျားတို့သတိထားမိကြလားအရင်ကတော့ TV ကြော်ညာတွေပေါ့အခုနောက်ပိုင်းတော့ social media ဘောင်းစုံမှာတင်တဲ့ကြော်ညာတွေပေါ့အဲ့ဒီကြော်ညာတွေကိုကြည့်လိုက်ရင်ဗီဒီယိုတွေကဘာလို့ဒီလောက် fast page အမြန်ဖြစ်နေတာလဲဘာလို့တူတူလေးတွေရိုက်နေတာလဲအရင်ကတော့ TV မှာကြော်ညာဖို့ဆိုတာသက်ဆိုင်ရာ TV channel တွေကိုကြော်ညာကဆိုပြီးစက္ကန့်အလိုက်တွက်ပြီးပတ်စံတွေအများကြီးပေးရလို့လူတိုရှင်းရိုက်ကြတာကိုလက်ခံပါဒါပေမဲ့ဒီဘက်ခေတ်မှာက TV channel တွေမှာထက်ကိုယ်ပိုင် social media platform တွေပေါ်မှာကြော်ညာလာတာပိုများပါတယ်အဲ့ဒါဆိုကြော်ညာကတွေအများကြီးတက်တာသွားတာဆိုတော့ဘာလို့ကြော်ညာတွေကိုခုထိ long take အရှိကြီးတွေမပြဘဲနဲ့အရင်တုန်းကလိုပဲ10စက္ကန့်15စက္ကန့်စက္ကန့်30လောက်ပဲပြပြီးကြော်ညာနေကြသေးတာလေဘာလို့လဲဒါက fashion တစ်ခုအနေနဲ့လုပ်နေကြတာလားမဟုတ်ပါဘူး platform psychology ကြောင့်ခုခေတ်ရောက်နေလေတူတုတ်ရိုက်ပြီးကြော်ညာနေကြတော့မှာပဲဘာလို့လဲဆိုတော့ social media မှာ viewer တယောက်ရဲ့ average attention က2စက္ကန့်နဲ့3စက္ကန့်ပဲရှိပါတော့တယ်တကယ်တော့လက်မလေးတစ်ချက် swipe လုပ်ဖို့အချိန်က1စက္ကန့်တောင်မလိုပါဘူးဒါတွေကြောင့်ကြော်ညာရှင်တွေကြော်ညာ agency တွေနဲ့ director တွေက video တွေရဲ့ short length ကိုရည်ရွယ်ချက်ရှိနဲ့တိုးအောင်လုပ်နေကြတာဒီခေတ်မှာကြော်ညာအတူရိုက်ကြတဲ့ရည်ရွယ်ချက်ကတော့ကြော်ညာခြင်းနဲ့ product message ကိုမြန်သိစေဖို့ attention မလွတ်သွားစေဖို့နဲ့ emotion ဆိုတဲ့စိတ်ခံစားချက်တွေကိုခဏလေးအတွင်းပေးနိုင်မှုရှိရပြီးခုခေတ်ထိကြော်ညာတွေကိုတူတူပဲရိုက်နေကြတော့ TV ကြော်ညာတွေကတော့ long take တွေမသုံးပါဘူး social platform တွေရောက်တာနဲ့3စက္ကန့်5စက္ကန့် short rhythm ဖြစ်သွားတာပါပဲအဲ့တော့ဒီတွေးစရာလေးတွေကိုကျွန်တော်တို့ဗီဒီယိုရိုက်ကူးတဲ့အခါမှာဘယ်လိုအသုံးချကြမလဲဆိုတာလေးကိုဆက်ဆွေးနွေးကြရအောင်အခုနောက်ပိုင်း social media တွေမှာကြည့်ရှုတဲ့ viewer တွေရဲ့အုံနောက်က3စက္ကန့်နဲ့5စက္ကန့်ဆိုရင်ကိုအသစ်တစ်ခုကိုလိုချင်နေကြတဲ့ခေတ်ကြီးဖြစ်နေပါပြီဒီလိုမြန်နှုံးမြင့်တဲ့ခေတ်ကြီးမှာခင်ဗျားတို့ကကိုယ့်ဗီဒီယိုဘာလို့အရှိကြီးတွေရိုက်နေကြသေးရလဲထွေထူးမရှိပဲရွယ်ချက်မရှိပဲနဲ့တစင်းလေးကိုအကြာကြီးပြနေတယ်ဆိုရင်တော့ပြင်းမို့ကောင်းတဲ့ဗီဒီယိုတစ်ခုဖြစ်လာမှာဒီတော့ကိုယ့်ဗီဒီယိုရဲ့ရုပ်ကတ်တွေက3စက္ကန့်နဲ့5စက္ကန့်အတွင်းမှာ short rhythm ရအောင်အပြောင်းလဲလုပ်ဖို့လိုလာပါပြီဒါပေမဲ့တခုတော့ရှိတယ်ရိုက်သမျှတိုင်းကို short rhythm မိအောင်မြန်ရိုက်မြန်ဖြတ်ရမယ်လို့ကြီးပြောတာမဟုတ်ပါဘူးကိုရိုက်မဲ့ story ပေါ်မူတည်ပြီး
ဒီ second တွေကအပြောင်းလဲတော့ရှိနိုင်ပါတယ်ဥပမာကို story ကအေးချမ်းပြီးငြိမ်းအေးတဲ့ခံစားမှုမျိုးဘက်ကိုသွားခြင်းနေဆိုရင်တော့တစင်းကို10 second ကနေ15 second လောက်ပြလို့ရပါတယ်ကို story က action ဖြစ်တာမျိုးဆိုရင်2 second ကနေ4 second လောက်ဆိုတာနဲ့နောက်တစ်ခါချင်းရပါတော့မယ် talking head ဆိုတဲ့အခုလိုကျွန်တော်ထိုင်ပြောနေတဲ့ tutorial မျိုးတွေမှာတော့10 second 15 second လောက်ဆိုအပြောင်းလဲတစ်ခုခုလုပ်တာပိုကောင်းပါတယ်အဲ့ဒီတော့ဒါတွေကဒီ second တွေအတိုင်းအတိအကျကြီးကိုလိုက်လို့ရမယ့်ဥပဒေတွေလားဆိုတော့လေမဟုတ်ပါဘူးဒါတွေကကိုယ့်အတွက်အထောက်အကူပြုစီမဲ့ guidelines တွေပါဒါပေမဲ့ beginner တွေအတွက်ကကြတော့ဒီအရာတွေကကိုယ့်ကိုလမ်းပြောင်းမသွားအောင်ကူညီပေးတယ်တန်လိုက်အိမ်မြောင်လို့ပဲတကယ်ကိုအသုံးဝင်တယ်လို့ပဲပြောပြရစီပီကာဆိုပြောဘူးတာလေးတစ်ခုရှိတယ် pro တယောက်လို့သင်ယူပြီး artist တယောက်လို့ချိုးဖြတ်ပါတဲ့ပြီးတော့ကျွန်တော်အရန်သဘောကျတဲ့ director David Fincher ပြောတာလေးလည်းရှိပါသေးတယ်ရိုက်ကူးရေးလုပ်တဲ့ niche တွေဆိုတာကျွန်တော်တို့ကိုချုံနှောင်ထားတဲ့အရာတွေမဟုတ်ပါဘူးသူတို့တွေကဘာသာစကားတစ်ခုလိုပါပဲသင်ယူပါပြီးရင်ရွယ်ချက်ရှိရှိနဲ့ချိုးဖြတ်ပါတဲ့အဲ့တော့အခုကျွန်တော်ပြောနေတဲ့အရာတွေတိုင်းကိုအတိအကျကြီးလိုက်လို့ဖို့မလိုပါဘူးဒါပေမဲ့မကျွမ်းကျင်သေးတဲ့အချိန်မှာတော့သိထားဖို့လိုအပ်ပြီးတော့ကျွမ်းကျင်လာပြီဆိုမှကိုကြိုက်တာလုပ်ကြပါခု tutorial လေးမှာ camera တွေ gear တွေ editing အကြောင်းတွေအတွက် ideology ဘိုင်းကိုပဲပြောတယ်ဆိုတာက camera တွေ gear တွေမိုးပြန်အောင်ကောင်းနေပါစေဒီ ideology ဘိုင်းအားနည်းနေတဲ့၍ကို video တွေရဲ့ result ကတခုခုလိုနေတယ်လို့ဖြစ်နေကြမှာအဲ့တော့အတွေးတွေကိုမှန်အောင်အရင်လုပ်ကြတာပေါ့ပြီးမှဘယ်လိုတွေရိုက်ရနှက်ရတယ်ဆိုတာတွေကိုလည်းကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားအောင်မှာမို့လို့ကျွန်တော်ရဲ့နောင် indie filmmaker ဆိုတဲ့နာမည်နဲ့ social media တွေမှာ follow လုပ်ထားပေးကြပါဦးနောက် tutorial မှာ mistake number 2ကိုအခုလိုပဲအသေးစိတ်ဆက်ပြီးတော့ဆွေးနွေးကြရင်ပြန်ဆောင်ကြတာပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နောင်ပါ